ဖေးမအဆင်ပြေပါမလားတီတီကသူ့ရန်လုံးနေမှာလား ကိုရဲ့ဘာရင်တော့ကပြင်းချနေရလဲဘာကိစ္စရင်ရှိတယ်ပြောပါ ဘာမှမဟုတ်ပါဘူးကွာငါဒီဇိုင်းဆွဲဖို့စဉ်းစားနေတာအခုစဉ်းစားလို့မရလို့ မလီကိုရဲ့အလုပ်ကိုအလုပ်မှာပဲထားအခုအိမ်ရောက်နေပြီအိမ်ရောက်မဲ့တွေ့ဘာမှတော့ကြီးစဉ်းစားမနေနဲ့နော် TV ပဲကြည့်ဟုတ်ကဲ့မရှိပါဟောမိတ်အမိနဲ့ပြောချင်လို့လားဟုတ်ကဲ့ခဏလေးကြင်တာပါနော်အမိုင်ဖုန်းဟယ်လိုကျမအင်မီကျော်တော့ပါရှင် ကျွန်တော်မျိုးမင်းလည်းပါ ရှင်ဟုတ်ကဲ့ပြောပါ ကျွန်တော်လေအိမ်မီကိုစတွေ့တဲ့အချိန်ကကျွန်တော်ခေါင်းထဲမှာအိမ်မီအကြောင်းတွေပဲတွေးနေမိရဗျာ ရှင် အိမ်မီကျွန်တော်ပြောတာကိုနားထောင်နေတိုင်း ဟုတ်ပြောပါ ကျွန်တော်အိမ်မီနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးတော့ကျွန်တော်လေးလေးနက်နက်ပြောပြချင်လို့ပါ ကျမအဆင်မပြေလို့ပါရှင်ကျေးဇူးပါနော်ဒါပဲနော်ဖုန်းချလိုက်တော့ သမီးဘယ်သူဘာဖြစ်လို့လဲ ကျောင်းသားမိဘတယောက်ပါပဲသူ့ကလေးကိစ္စအတွက်အပြင်မှာစကားပြောစရာရှိလို့တမီးရှုပ်ရှက်တွေဖြစ်မှာဆိုလို့ညင်လိုက်တာပါ အေးကောင်းတယ်ဆရာနဲ့တပည့်ဆိုတာသူစီသူကန်နဲ့ပဲကောင်းတယ်ဟဲ့ဖေဖေလည်းအိတ်တော့မယ်သမီးတို့သားကိုလည်းအသိကြီးနဲ့မနေနဲ့အောင်နော် မစီလာတဲ့ဖုန်းပဲဖြတ်ဒီတစ်ခါတော့ခင်မီပြက်ပြောလိုက်တော့ဒီမှာကျမမအားအောင်ရှင်ခဏခဏဖုန်း